အပြစ်တင်တယ်ကဲ့ရဲ့တယ်ဆိုတာလောကမှာလူတွေအလွယ်တကူလှုပ်လေလှုပ်ထရှိတဲ့အရာတစ်ခုဖြစ်တယ်အပြစ်တင်တာကဲ့ရဲ့တာအလွန်လွယ်တယ်ပေါ့လွယ်လွယ်နဲ့လူတွေဟာတဝုပေါ်တဝုအပြစ်တင်တတ်တယ်ကဲ့ရဲ့တမှုပြုကြတယ်အဲ့ဒီအပြစ်တင်ခြင်းကဲ့ရဲ့ခြင်းဟာနေရာတိုင်းမှာကောင်းသလားလို့ဆိုမကောင်းတာများတယ်အပြစ်တင်လိုက်တဲ့ပုဂ္ဂိုလ်ကိုအပြစ်တင်တာတို့ကဲ့ရဲ့လိုက်တဲ့ပုဂ္ဂိုလ်ကိုကဲ့ရဲ့တာကြတော့မှန်တယ်ဆရာသမားများကတပည့်သားမီးတွေပေါ့မိဘများကသားသမီးတွေပေါ့အပြစ်ကိုမြင်ပြီးအပြစ်တင်တာတို့ကဲ့ရဲ့တာတို့ဒီလိုလုပ်လို့ရှိတဲ့ထင်တယ်တကယ်အပြစ်မြင်ပြီးတော့ဆုံးမတဲ့အနေနဲ့ပြစ်တင်တယ်ကဲ့ရဲ့တယ်ဆိုတာတော့လှုပ်တဲ့လှုပ်ထိုက်တယ်ဘာကြောင့်လှုပ်တာတော့ဆိုရမယံခါလူတွေဆိုတာကိုယ့်အပြစ်ကိုမမြင်ဘူးသူများအပြစ်သာမြင်တတ်တယ်ပေါ့အဲ့တော့မမြင်တဲ့အပြစ်ကိုမြင်အောင်ပြောပြခြင်းအမှားရင်တစ်ခုကိုပြုပြင်ပေးခြင်းဆိုတဲ့အနေအချင်းတော့အပြစ်တင်ခြင်းကဲ့ရဲ့ခြင်းဆိုတာလှုပ်တဲ့လှုပ်ထိုက်တယ်လို့ဒီလိုပြောမှာပဲနော်အပြစ်ကိုအပြစ်တင်ခြင်းကဲ့ရဲ့ခြင်းဖြင့်လူတူဟာသူ့ကိုယ်သူပြုပြင်သွားလို့ရှိရင်လေကောင်းကျိုးချမ်းသာတွေကိုရနိုင်တဲ့အနေအထားမျိုးရှိအဲ့ဒါလို့အပြုသဘောဆောင်တဲ့အပြစ်တင်ခြင်းနဲ့ကဲ့ရဲ့ခြင်းမျိုးကိုလှုပ်ထိုက်တယ်ပေါ့သို့တော့လူတွေလွယ်လွယ်ကူကူလုံးနေကြတာတော့အပြစ်တင်တယ်ကဲ့ရဲ့တယ်ဆိုတာဟာကိုယ်စိတ်နဲ့မတည့်လို့လှုပ်တာတွေကများတယ်ကိုယ်စိတ်နဲ့အစမသိလို့လှုပ်လိုက်ပြီးတစုံတစ်ခုသောအကျိုးလည်းမဟုတ်ဘူးလွယ်လွယ်နဲ့အပြစ်တင်တတ်တယ်လွယ်လွယ်နဲ့ကဲ့ရဲ့တတ်တယ်ဆိုတဲ့ပုံကိုယ်တွေမှာသူတို့ကိုယ်တိုင်မှာလည်းပဲကောင်းကျိုးချမ်းသာတွေမရတတ်ဘူးဒါတတိထားဖို့ပေါ့နော်မှန်ပါပါဗျာလောကလူတွေဟာလွယ်လွယ်ကူကူလှုပ်တတ်တယ်လှုပ်တတ်လို့ရှိရင်ဆိုပါစို့မကဲ့ရဲ့တိုက်တဲ့ပုဂ္ဂိုလ်သွားကဲ့ရဲ့ပြီးဆိုလို့ရှိရင်အဲ့ဒီကဲ့ရဲ့မိတဲ့အပြစ်ဟာအင်တန်ကြီးမားတဲ့အပြစ်တစ်ခုဖြစ်သွားတယ်ဟောဒါကြောင့်မို့တတိထားပြီးတော့လောက်ရမယ်ဝစီပေထထိတိုင်းရှာနောက်ကနေပြောလိုက်တဲ့စကားတစ်ခုဟာမိမိပြောလိုက်တဲ့အပြောဟာအမှန်တရားမဟုတ်ဘဲနဲ့တစ်ဖက်သားကိုခုံသိက္ခာထိခိုက်တာဆိုလိုတာကလောကမှာနောက်လူတွေဟာ freedom of speech စကားကိုလွယ်လွယ်ပြောတတ်ကိုယ်စိတ်ကိုယ်နှုတ်ကိုထိမ့်သိမ်းဆောက်ရှောက်မှုမရှိကြဘူးလွယ်လွယ်ကူစကားတခုပြောလိုက်တယ် freedom of speech လွယ်လွယ်ကူပြောတယ်ပြောတဲ့အခါမှာဘာဖြစ်တတ်တော့ဆို defamation ဆိုတာတစ်ဖက်သားရဲ့ဒီဂုဏ်သိက္ခာကိုညှို့နှွမ်းစေဒါမျိုးတွေဖြစ်ပေါ်စေတတ်တယ်ပေါ့နော် defamation ဆိုတာအတရေဖြတ်တယ်ဆိုဒီလိုလုပ်တဲ့အခါမှာကြည့်လေအတရေဖြတ်မှုနဲ့ဆိုပြီးတရားစွဲခံရတာတွေအောင်ရှိဘူးလားရှိတယ်အဲ့တော့ဘုန်းကြီးတို့တွေအပြစ်တင်တော့မယ်ကဲ့ရဲ့တော့မယ်ဆိုလို့ရှိရင်တော့ကိုယ့်ဟာကိုယ်ပြန်လေစမ်းစစ်တဲ့နဲ့အပြစ်တင်တိုက်တာဟုတ်ကလားကဲ့ရဲ့တိုက်တာဟုတ်ကလားငါစိတ်ထဲကမကြိုက်လို့ပြောနေတာလားတကယ်ရောငါအပြစ်တင်လိုက်လို့ကဲ့ရဲ့လိုက်လို့ဒီပုဂ္ဂိုလ်ဟာကောင်းသွားမှာလားဆိုတာတွေကစအလေးနဲ့ထားပြီးတော့ဆင်ញင်လုပ်တဲ့နဲ့ပေါ့မလုပ်ဘူးဆိုလို့ရှိရင်သူများကိုအပြစ်တင်တာသူများကိုကဲ့ရဲ့တာဟာကိုယ့်ပေါ်မှာပြန်ပြီးတော့ကြာရောက်တတ်တယ်ကြီးမားတဲ့အပြစ်တစ်ခုပြန်လေကိုယ်ကြောက်ဒါကိုအလွန်တတိထားเสียကောင်း